ကိုထဲအိမ်မှာထမင်းသွားစားမှဖြစ်ပါတယ်အမေထည့်ပေးလိုက်တဲ့ထမင်းဘူးလဲပါပါတယ်ရှင်ဒါတော့ကျမတို့ရဲ့ဂျာကြီးပါဂျာကြီးကကားမောင်းပြီးပို့ပေးမှဖြစ်ပါတယ်အရှင်ကိုထက်ကြီးကတော့ထမင်းမလောက်မှဆိုလို့စက်မတူမှထမင်းဝင်နေလေရဲ့ကဲ let's go သွားကြမယ်ဒါတော့ထမင်းဖြူဝယ်ပြီးပြန်လာတဲ့ဒီနေ့ရဲ့အလူရှင်ကြီးကိုထက်ပဲဖြစ်ပါတယ်ကျမတို့ခုဆိုကိုထက်အိမ်ကိုဆက်ဆိုင်မြမြိုက်ကြီးရောက်လာကြပြီဖြစ်ပါတယ်ရှင် TV 360အကိုကြီးလည်းပါလာပါတယ်ရှင် Hello ဒါလေးကကိုထက်ငယ်ငယ်တော့ပုံဖြစ်ပါတယ်အိမ်ရှင်ကိုထက်ကြီးကကျမတို့ကြွားစရာတစ်ခုရှိတယ်ကြည့်ကြအောင်โอ้ဒွေးနေပါလားခူးကျွေးမလားလို့မျှော်လင့်လိုက်ပြင်မဲ့ပြရုံပဲပြတာတော့တဲ့ဟင်းတွေလည်းစုံမယ်အကုန်လုံးနဲ့စားခဲ့ပါတယ်ရှင်အရန်စားလို့ကောင်းပါတယ်ရှင်ကိုထက်ကြီးအမျက်တနိုးတင်ထားတဲ့ကင်မရာတစ်လုံးကျမတို့ဆက်စုလိုက်ပါသေးတယ်။ထမင်းစားပြီးတော့ကျမတို့ကော်ဖီတောက်ပြီးတော့အချိုသေးကြပါတယ်ရှင်။ဘိုင်ဝါသွားတော့မှညင်သွားကြပြီးတော့အန်တီတို့ကိုထက်တို့နဲ့စကားစမြည်ပြောပြကြပါတယ်။ပြန်ပါပြီရှင်။ရုံးပြန်ပါပြီရုံးပြန်ပါပြီပြန်ပြန်တော့စားကြပါ Thanks for watching.